အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကတော့ offlane လေးလှည့်ကြပါနော် offlane တင်ပေးကြတာခိုင်းတဲ့ bro တွေလည်းရှိတော့offlane hero လေးကတော့အခုလောဆယ်မှာကျွန်တော်ကြိုက်တာတော့ဒုံးပေါ့နော်ဒုံးကနည်းနည်းအခုလောဆယ်ဘာလို့လဲဆိုတော့ကျန်းနေရပါတော့ဒီ level 2ရယ်ပြီးတော့အဓိကကတော့ဒုံးကဘာလို့ကျန်းတာလဲဆိုတော့ဟို item ပေးရတော့အမြဲတမ်းပါတယ်ဗျာသိလားဖေးသူသွားတယ်ဗျာဒုံးကဆက်စချင်းပြီးသွားရင် sorin ကဟိုဟိုဘာလဲဆက်စထွက်ချင်း item တော့ဒီလက်သီးနှလုံးနဲ့လိုလေးသွားလို့ရတယ်ဗျာသိလားလိုလေးသွားလို့ရတယ်ပြီးသွားရင် Facebook တန်းသွားဗျာ Facebook တန်းသွားပြီးရင် sorin သွားမယ်ဒါပဲပြီးရင် drum သွားလို့ရတယ်ဗျာ drum သွားရင်သွား drum မသွားခြင်းလို့ရှိရင်ဒီ item တန်းသွား concentrate rep ပေါ့ဒီကတော့သွားမယ် item ပဲပေါ့နော် offlane ဖြစ်နေလဲဒီ item တော့သွားရမယ်အဲ့တော့ Facebook sorin ပြီးသွားရင် drum သွားခြင်းလည်းရတယ်မသွားလို့ရှိရင်ဒီဟာလေးသွားပြီးသွားရင်တကာပဲဖြစ်ဖြစ်ရာဆန်ကြီးပဲတော့ဟိုတကာကကြတော့ဘလို့အခြေအနေမျိုးမှာထည့်တင်လဲဆိုတော့ဟိုဘက်ကအလိုဗျာကိုဖမ်းရမယ့်ကောင်တွေဗျာ stone spray တို့ white spray တို့သိရမလားပြီးတော့ကိုတက်ဖို့တကာလိုနေတဲ့ကောင်ဒါပေမဲ့ပုံမှန်နေတာအခုနောက်ပိုင်းတော့တကာရောအဲ့လောက်မသွားတော့ဘူးဗျာဒီလားပြောရရင်သွားကျင်တော့သွားလို့ရတယ်ဒါပေမဲ့တကာအဲ့လောက်မသွားဘူးconcentrate rep ပြီးသွားလို့ရှိရင်ရာဆန်ကြီးသွားတယ်ဗျာဒီလားရာဆန်ကြီးသွားဒါမှမဟုတ်လေဒီနေရာမှာ BKB သွားတယ်ဗျာ BKB မသွားလို့ရှိရင်လည်းကျွန်တော်ပြောလို့ရာဆန်ကြီးသွားတယ်ပြီးရင်ရှီဘာကတ်တို့ပါတော့ဗျာဒီလားဆောင်းဝမ်းကျန်းတယ်ဗျာဒီလားအဓိကဒုံးကဖမ်းတာမြန်သွားလို့ပေါ့နော်ဒီကောက်ဒီ level 1ဆိုလို့ရှိရင်လည်းဗျာဟိုဖြစ်သွားဗျာဒီလားအေးရှောင်းစောစီစီစားလို့ရသွားဒီ shell ဝယ်လိုက်လို့ရှိရင်အဓိကဟိုဒီ Facebook ရယ် sorin ရယ် concentrate rep ဒါမှမဟုတ်လို့ရှိရင် drum ပေါ့နော်နှစ်ခုဒီက item လောက်ရသွားလို့ရှိရင် shell ကိုတန်းသွားတယ်ပေါ့နော် shell က15မိနစ်ဆိုတန်းဝယ်လို့ရပြီဗျာဒီလား15မိနစ်ဆိုဝယ်လို့ရပြီเนาะအဲ့တော့ bro ဟိုဟာဆိုလို့ရှိရင်ဟိုဟာပါလေ15မိနစ်ပြ20ဆိုဝယ်လို့ရပြီအဲ့တော့ bro ရှက်ကိုတန်းဝယ်ဗျာရတာနဲ့ဗျာသိလားဟိုဒီတန်းဝယ်ပြီးသွားလို့ရှိရင်ဘာလုပ်ကမလဲဆိုတော့ natural creep ကိုငုံရမှာပေါ့เนาะရှက်ဝယ်ပြီးသွားလို့ရှိရင် natural creep ပဲရသွားတယ် natural creep ဒီကနေထုတ်မယ်ကံကနဂါးကြီးပဲရသွားတယ်နဂါးကြီး Asian Black Dragonနဂါးကြီးငုံတာပေါ့နော်အဓိက Facebook နဲ့ drum နဲ့ဒီဟာလောက် sorin လောက်ရသွားလို့ရှိရင် shut down ဝယ်ဗျာဒီလား shut ဝယ်လိုက်လို့ရှိရင်ဒီဟာလည်းနှစ်ခုစားလို့ရတယ်နှစ်ခုငုံလို့ရတယ်ဗျာဒီလားအဲ့ဒါဆောင်းဝက်ဖမ်းမေးဆောင်းဝက်မြင်ရတယ်ပေါ့နော်အဓိကကတော့ go bonus ကနောက်ဆုံးဆင့်ဆို140တောင်ပေးတယ်ဗျာဒီလားပြီးဟိုဟာ recharge ကနှစ်ခုကတိတာပြီးရင်ဒီဟာလေးကိုအဓိကနဂါးကိုငုံမယ်ပေါ့နော်နဂါးကိုငုံလိုက်လို့ရှိရင်ဒီမှာ 100% damage ဟိုပါပါတယ်ဗျာဒီလား fury splash effect ပါတယ်ဗျာအဲ့ဒါရဲ့ဆောင်းဝိုင်းအဲ့ဒါနဲ့ fan main နေမြန်ကြတာဗျာဒုံးနေရဒုံး offlane ဆော့ပြီးတော့နေရင်လည်းလိမ့်မှာပိုကောင်းပို့မယ်ဗျာဒီလားမဟုတ်သေးအဓိကဟိုလိမ့်မှာဆိုလို့ရှိရင်တော့ level 2အဆုံးတင်ပဲ level 1တစ်ဆင့် level 3တစ်ဆင့်အဲ့လိုစားဆော့ရတာဗျာဒီလားပြီးတော့မှဟိုက level 1အဆုံးပြန်တင် level 3ကတော့တစ်ဆင့်ပဲဗျာဒီလားအဲ့လိုမျိုးဒီကဒုံးက fan main မြန်တယ်ပြီးတော့ဒီမှာဒီဟာရဝိုင်းစောင်းဝမ်းကျန်းတယ်ဗျာဒီလား 100% ဟိုဟာအဲ့နဂါးငုံလာလိုက်လို့ရှိရင်ဗျာဒီလားဒီဟာကိုအဲ့လောက်မသုံးကြတော့နောက်ပိုင်းဒုံးတွေကဒီဟိုဟာနဲ့ပဲစော့ကြတယ်ဗောနော်ပြီးတော့ဒီကောင်းရဲ့ဒီ innate ဟိုဟာကျန်သေးတယ်ဗျာအဲ့ innate ability ကလည်းကျန်းတယ်ဗျာဒီလားအဲ့လိုခုတ်လိုက်လို့ရှိရင်အပေါ်မှာ damage ဟိုဟာလေးဖြစ်နေတာသူကတကယ်ဟို demon ဖြစ်သွားတာဗျာစစ်တွေပဲအကုန်လုံး damage တော်တော်များတွက်ပြီးတော့ဟိုဟာဖြစ်တာဗျာဒီလားကြည့်အောင်ဒါလေးကလည်းတက်နေသေးတယ်ပြီးတော့အနောက်က အဓိက free ဖက်ကဝင်တယ်ဗောနော်အဲ့ဒါနဲ့ sound fan မရမြန်တယ်ဗျာပြီးဒီကောင်ချတဲ့ပုံစံသိရမလားဒုံးထည့်ပြီးအဲ့လိုမျိုးလိုက်တက်အဲ့လိုမျိုးလဲဟုတ်တယ်ပြီးတော့ဒီအိုင်းလေးပဲစောက်ရမ်းမာပြီးတော့အဲ့လိုလိုက်ခုတ်နေရဗျာဒီလားဒီ idea နဲ့ဆို sound fan မြန်တယ်ဗောနော်အဓိကအဲ့တော့ dome offlane ကိုကျွန်တော်ကြိုက်တယ် Facebook sorin ပြီးသွားရင် concentrate rally သွားမယ်ဗောနော်ပြီးသွားရင်ရာဆန်ကြီးဒါပေမဲ့ရာဆန်ကြီးမထည့်ခင်မှာရှက်အရင်ဝယ်ရမယ်နော်ရာဆန်ကြီးမထည့်ခင်မှာရှက်အရင်ဝယ်ရမယ်ပြီးတော့မှဟိုကပြန်ဖြစ်မယ်ဗောနော်ရှက်ဝယ်ပြီးသွားလို့ရှိရင်ခုနကနဂါးကိုငုံမယ်ဆိုဒီ splash အတက်ရမယ်အဲ့ဒါနဲ့ပဲဆော့အဲ့ဒါနဲ့တောက်လျှောက် fan အဲ့နဲ့ fan ကြိုက်တဲ့ item ထည့်လို့ရပါဗျာဒီလားပြီးဒီဘက်ကဟာတော့ဟို level 1 magic resistance ဟိုဖြစ်တဲ့ဟာယူတယ်ပြီးရင်66 damage ယူတယ် level 15မှာစကျန်းပြီဗျာတုံးက damage 66ပေါင်းတာဗျာဒီလား damage 66နဲ့ဒီ splash အတက်နေဗျာအမှ fan ရဲ့ဆောင်းဝမ်းမြန်တယ်ဗျာဒီလား video တွေပါမသွားကြမလို့ဗျာဒီလားသွားခြင်းလည်းသွားလို့ရတယ်ဒါပေမဲ့ video သွားကြမလို့ပြီးရင်ဒုံးပြီးသွားရင်နောက်တစ်ကောင်ကျွန်တော်ကြိုက်တာစန်ကင်းပေါ့နော်စန်ကင်းကကြတော့ဘာဖြစ်လဲဆိုတော့စန်ကင်းကကြတော့ငကိုတွေကကျန်းတာဗျာဒါအဓိက item ပေးကြပါတော့အခုလောဆယ်မှာတော့ cash rate က increase ပေးတာဗျာဒီလား
ဒီကတော့ပုံမှန်ပဲစက်ငယ်ကတော့အများကြီးမပြောင်းဘူးဒါပေမဲ့ item ပေးကတော့3-3သွားသလိုပဲအဓိက3-3ဆော့တာကျွန်တော်ကြည့်တာဗျာအဲ့တော့ offlane မှာဒီကောင်ဆိုလဲ run တက်တယ်ဗျာဒီလားဟိုဒီကနူလီဟိုဟာပါတယ် talisman တစ်ခုတော့သွားလိုက်ဗျာဒီလားပြီးသွားရင် Facebook ဒါပဲလို့လေဗျာ17တောင်မဝယ်ခြင်းမဝယ်နဲ့ဗျာဒီလားမဝယ်လို့တော့ရ17တစ်ခုတော့ဒါလေးဝယ်ထားလိုက်ပြီးသွားရင်ဘာသွားမလဲပြီးသွားရင် Bloodstone ဟိုဟာ Bloodstone တောက်ပြီးတော့ Discord ရင်သွားမယ်ဗျာဒီလား Discord ရင်သွားတယ် Discord လေးကိုအရင်ဆက်တယ်ဒီလိုလေးရင်သွားတာအဲ့ဒါဒီလိုလေးဒါလေးရင်သွားပြီးသွားရင်တက်ကပြီးသွားရင်တက်ကပြီးသွားတက်ကပြီးသွားလို့ရှိရင် Bloodstone တန်းသွားဗျာဒီလား Bloodstone ရင်တန်းသွားလိုက်တာ Bloodstone သွားလိုက်စောင်းရဲကျန်းတယ်တကယ်ပြောဆော့ကြည့် level 10နဲ့ပုံစံကြတော့ဟိုဆက်စချင်းမှာလိမ့်မှာ level 2မဟုတ် level 3ရင်တင်ရတာဗျာဒီလား level 3နဲ့ဟိုဖြစ်လို့ရတယ်ပြီးသွားရင် level 1တစ်ဆင့်2အဆုံးနဲ့ဆော့ရဗျာအဲ့လိုတင်တာခုနကဒုံးလိုပဲဗျာဒီလား2အဆုံးဆော့ရတာပြီးသွားတော့မှ level 1အဆုံးပြန်ဆော့ပြီးသွားရင်3အဆုံးပြန်ဆော့ပြီးသွားရင်စစ်ယူအဓိကဟိုစပဲပေးရတော့ဒုံးလိုမျိုးပဲ2အဆုံးဆော့မယ်1တစ်ဆင့်3တစ်ဆင့်ပြီးသွားရင်1အဆုံးပြီးသွားရင်3အဆုံးအဲ့လိုမျိုးပဲဗျာဒီလား item ပေးရကြတော့ဒီကောင် concentrate rate ထဲစရာမလိုဘူးဗျာဒီကောင်ကစက်ငယ်ရတစ်မျိုးဒီဟာပြီးသွားလို့ရှိရင်ဗျာဟိုဘက် physical များတဲ့ကောင်တွေရှူရကကောက်ထည့်လိုက်စောက်ရမ်းမာသွားတယ်အဲ့လိုမှကိုကမမာခြင်းဘူးဆိုလို့ရှိရင်ရှီဘာကမထည့်နဲ့ damage ထွက်ရှင်နေဆိုရင်အပြာချောင်းထည့်ဗျာဒီလားအဲ့လိုမျိုးပေးလေးနဲ့ဘယ်လိုကျုံးလို့ရပါတော့စက်ငယ်ရတကယ်ကျန်းတယ်အဓိကဒီကောင်တွေကဗျာလိမ့်မှာနေနေလဲ fan လို့ရတယ်ဗျာကိုယ့်ကို step ပြီးတော့ jungle မှာ fan လို့ရတယ်ဗျာဒီကောင်စက်ငယ်ဆိုလဲ fan တာမြန်တယ်ဗျာဒီလားဒီနှစ်ကောင်ကျန်းတယ်ပြီးတော့စမ်းငင်းရဲ့ဒီ spare က AE ဖြစ်နေရလေအဲ့ဘယ်လိုပြောင်းလို့ရရနော်ပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ option တွေကိုတွားပြီးတော့ဒီ legacy key လေးကိုဖြုတ်လိုက်ပါသေးတာဖြုတ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ hero နေရာကိုတွားလိုက် hero နေရာမှာဘယ်လိုဟို cut ဆော့တာလား quick cut ဆော့တာလားကြိုက်တဲ့ဟာကိုရွေးလို့ရတယ်ကျွန်တော် quick cut ဆိုတော့ quick cut မှာကျွန်တော်ပေးရတယ်ဗျာကျွန်တော် D ပေးထားလိုက်တယ်ဗျာD ပေးထားလိုက်တော့ကျွန်တော်ဒီ key လေးက D နဲ့ပဲနှိပ်ရုံပဲဗျာဒီလားဘယ်လိုလဲ AE ကတော့အဆင်မပြေဘူးဗျာဒီလားအဲ့တော့တစ်ခုခုဖြစ်သွားအောင်ဒီမှာ D လေးပြန်ပြောင်းလိုက်ပါတော့အဲ့တော့ don't ကြိုက်တယ်စမ်းကင်းကြိုက်တယ်ပြီးရင်နောက်ဆုံး offline တကောင်ပြောရမယ်ဆိုလို့ရှိရင်တော့ဘာလာဒေါင်းတာတော့တိုက်ကြီးပဲဗျာဒီလားတိုက်ကြီးရတော့ဗျာဘယ်ကောင်လာဒေါင်းတယ်ဗျာဒီလားတော်တော်များဟိုဖြစ်တယ်တိုက်ကြီး voice street offline နဲ့ကျန်းတယ်ဟုတ်တယ် voice street off လဲစောကြီးကျန်းတယ်တကယ်ကျန်းတယ်အရင်တော့လည်းမဟုတ်ဗျာဒီကောင် damage ကကျန်းတယ်ဗျာပြီးတော့ဟို item ကတော့ဟိုဒီလိုဟိုစကင်းလိုမျိုးပဲဒီလို telephone တစ်ခုသွားမယ်ပြီးသွားရင်ဖက်နက်ပြီးသွားရင်ဖက်တယ်ဒီ item ဗျာဒီလားပြီး magic 1ပြီးကအပြချောင်းပဲဖြစ်မနာဆိုင်ပဲဖြစ်သွားမှာဗျာဒီ item ပဲကျန်းတယ်ဆော့ကြည့်ဒီကောင်ကကြတော့ဟိုဟာ level 3အဆုံးနဲ့ဆော့ရတာပေါ့နော်ဒီကောင်ကြတော့ level 3အဆုံးလေးတင်တယ်ဗျာပြီးသွားရင် level 1တစ်ဆင့် level 2ဒီရတစ်ဆင့်ပြီးတော့ဒါကြိုက်တာတင်ဗျာ level 2နဲ့ဆော့လဲရတယ် level 1နဲ့ဆော့လဲရတယ်ကြိုက်တယ်လို့ဆော့လို့ရတယ်ဒီ3ကောင်တော့ကျွန်တော်ကြိုက်တယ်ပေါ့နော် offline နဲ့မှာအဲ့တော့ဘရို run မှာဆော့ကြည့်ပါဒီ item pay လေးနဲ့လည်းဆော့ကြည့်ပါ run တက်ဖို့ညွှန်လင်းပါတယ်အားလုံးပဲကျေးဇူးပါနောက်ဗီဒီယိုမှာတွေ့မယ်တကယ်ကျွန်တော်